ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့မန္တလေးတိုင်းမိထီလာမြို့နယ်မှာရန်ကုန်အဝေးတင်တက္ကသိုလ်ကတတ္တဗီဒဌာနကတိကဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့ကဖမ်းဆီးစစ်ဆေးနေတဲ့ဆိုတဲ့တရင်ဟာမှန်ကန်ခြင်းမရှိပဲကတိကဒေါ်ဝင်းဝင်းအောင်ကအေအေနဲ့တွားပြီးတော့ပူးပေါင်းခြင်းဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်ကထုတ်ပြန်လိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်ပျောက်ဆုံးနေတဲ့ပညာရေးဝန်ကြီးဌာနရန်ကုန်အဝေးတင်တက္ကသိုလ်ကတတ္တဗီဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဟာအေအေအဖွဲ့အခြေပြုရာနယ်မြေအတွင်းမှာရှိတဲ့ပညာရေးဆိုင်ရာလုပ်ငန်းများမှာအေအေနဲ့ပူးပေါင်းကူညီနိုင်ရေးအတွက်ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့စစ်ကောင်စီကပြောဆိုလိုက်ပါတယ်။ဒေါ်ဝင်းဝင်းအောင်ကအေအေရဲ့ကြိုတင်ကြံစည်ဆက်သွယ်မှုများကိုရယူခဲ့ပြီးတော့မေလ9ရက်နေ့မှာစားလင်းကြီး PDF ကကိုစေရမင်းထေရဲ့ချိတ်ဆက်ကူညီမှုနဲ့မိထီလာမျိုးကနေစားလင်းကြီးမျိုးနဲ့ကြားတဲ့ကြီးရွာကိုတွားရောက်ခဲ့ပြီးတော့အဲ့ဒီကမှတဆင့်အေအေအဖွဲ့ကကိုစောအေးထွန်းထံကိုဆက်လက်ပြီးတော့တွားရောက်ခဲ့တယ်လို့စစ်တပ်ကပြောဆိုခဲ့ပါတယ်။ပညာရေးဝန်ကြီးဌာနအဝေးတင်တက္ကသိုလ်တတ္တဗီဒဌာနကကတိကဒေါ်ဝင်းဝင်းအောင်ဟာ2025ခုနှစ်မေလ9ရက်နေ့မှာတာဝန်ကျနေရကနေအကြောင်းမဲ့ပြက်ကွက်ခဲ့တယ်လို့သိရပါတယ်။စီစစ်ချက်များအရဒေါ်ဝင်းဝင်းအောင်ဟာငလျင်ဘေးဒဏ်ကြောင့်မန္တလေးတိုင်းဒေသကြီးကနေတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြည့်ဆို့မဲ့ကျောင်းသားကျောင်းသူများကိုအနိကတင်ကြားပို့ချပေးနိုင်ရေးအတွက်မေလ1ရက်နေ့မှာရန်ကုန်အဝေးတင်တက္ကသိုလ်ကအခြားနည်းပြများနဲ့အတူမိထီလာတက္ကသိုလ်ကိုရောက်ရှိလာခဲ့ပြီးတော့မေလ2ရက်နေ့ကစတင်ပြီးတော့အထက်ကနှစ်ပျော်ပွဲမှာတင်ကြားပို့ချမှုများကိုဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။မေလ9ရက်နေ့မနက်9:45မိနစ်မှာဒေါ်ဝင်းဝင်းအောင်ကမိထီလာတက္ကသိုလ်ကနေပျော်ပွဲမျိုးကိုမထွက်ခွာမီ၎င်းရဲ့မိတ်ဆွေများနဲ့တွေ့ဆုံရန်ဆိုပြီးတော့အကြောင်းပြချက်နဲ့အဖွဲ့ခေါင်းဆောင်ဖြစ်သူဒေါ်မူမူအေးထံကိုဖုန်းနဲ့ခွင့်တိုင်ကြားခဲ့တော့လေပုံမှန်တင်နန်းစင်းချိန်အထိတာဝန်ကျရာနေရာကိုပြန်လည်ရောက်ရှိလာခြင်းမရှိဘဲအကြောင်းမဲ့ပြက်ကွက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့တာဝန်ရှိသူများကဒေါ်ဝင်းဝင်းအောင်ထံကိုဆက်သွယ်တော့လဲတစုံတရာဆက်သွယ်မှုမရရှိခဲ့ပဲည9:00 နာရီခွဲအချိန်ရောက်မှာဒေါ်ဝင်းဝင်းအောင်ရဲ့တားဖြစ်သူမောင်ရဲလင်းမြတ်ဟင်းရဲ့ဂျီမေးကိုအမေအစဉ်ပြေချောင်းစစ်ဆေးပြီးတဲ့အခါမှာပြန်လည်လွှတ်ပေးမယ်လို့ပေးပို့ခဲ့ကြောင်းသိရပါတယ်။ဒေါ်ဝင်းဝင်းအောင်ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုများကိုဆောင်ရွက်ခဲ့ရမှာမိထီလာတက္ကသိုလ်မှာရှိတဲ့ CCTV မှတ်တမ်းများအရဒေါ်ဝင်းဝင်းအောင်ဟာမိထီလာတက္ကသိုလ်ဂန်းကော်ဆောင်ကနေအဲ့အသေးတစ်လုံးနဲ့အတူတက္ကသိုလ်အမှတ်1ဂိတ်ကနေထွက်ခွာသွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မိထီလာတက္ကသိုလ်အနီးမှာရှိတဲ့အာယုံဦးလက်ဖေးဆိုင်မှာတယောက်တည်းမနက်စာစားသုံးခဲ့ပြီးတော့လက်ဖေးဆိုင်ရဲ့ရှေ့ကိုရောက်ရှိလာတဲ့ရင်အမတ်စီစစ်ဆဲToyota Passo ခဲရောင်မော်တော်ယာဉ်ပေါ်ကို၎င်းရဲ့သဘောဆန္ဒနဲ့လိုက်ပါသွားခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ဒေါ်ဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေမြို့မှာမွေးဖွားခဲ့တဲ့ရခိုင်လူမျိုးတအုပ်ဖြစ်ပြီးတော့သူငယ်တန်းကနေဘွဲ့ရတဲ့အထိရခိုင်ပြည်နယ်စစ်တွေမြို့မှာပညာသင်ကြားခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တက္ကသိုလ်များမှာနီးပြဆရာမအဖြစ်နဲ့တာဝန်မထမ်းဆောင်ပြီးကာလတွေမှာလည်းစစ်တွေမြို့မှာရှိတဲ့အခြေခံပညာထက်တန်းကျောင်းအခြေခံပညာမူလတန်းကျောင်းအချို့မှာဘူလာရန်ပြအလေရန်ပြယာတူးများနဲ့ဆီယာမအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုကြောင်းသတင်းရရှိပါတယ်ခင်ဗျာ